မင်္ဂလာပါ Gravy Chop မှာကြိုဆိုပါရရှင်ဒီနေ့မိတ်ဆက်ပေးမှာကတော့ Gravy Chop မှာတောင်းရင်တိစောက်ပြီးစီခဲ့တဲ့ RC 3တက်လုံးချင်းစာအုပ်လေးဖြစ်ပါတယ်ဒီစာအုပ်လေးကိုတော့ချန်ကျဲပေ40-60မှာတိစောက်ထားတာဖြစ်ပါတယ်တကယ်လို့ပေ20-60မှာတိစောက်ချင်တယ်ဆိုလဲစောက်လို့ရတဲ့ဒီဇိုင်းနေထားလေးဖြစ်ပါတယ်ဒီစာအုပ်လေးရဲ့မျက်နှာစာဒီဇိုင်းကိုလည်း Gravy Chop ရဲ့ architect ကနေပြီးတော့ Asian စိတ်တိုင်းစာရေးဆွဲပေးထားတာဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်တော့ဒီအိမ်လေးရဲ့အခန်းဝင်နေထားတဲ့ Gravy Chop ရဲ့လက်ရာတွေကိုအတူတူလိုက်ကြည့်ဖို့ဖိတ်ခေါ်ကြပါရရှင်အခုဆိုရင်မြင်တွေ့ရတဲ့အတိုင်းပဲဒါလေးကတော့ entrance area ဖြစ်ပါတယ်အဝင်းတကားကိုကျွန်းတကားနဲ့ပုံဖော်ပြီးတော့တက်ဆင်ပေးထားတာဖြစ်ပါတယ်မင်္ဂလာပါ Gravy Chop မှာပြန်လဲကြိုဆိုပါရရှင်အခုဆိုရင်အိမ်ထဲကိုဝင်လိုက်ပြီးဆိုတာနဲ့တကယ်ကိုရှင်းတန်လှပနေတဲ့နှစ်ပေပတ်လည်ကြွေရတွေခင်းထားတဲ့အိတ်ခမ်းကျယ်အနေထားကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီအိမ်လေးမှာဆိုရင်တော့အောက်ထပ်မှာအိတ်ခမ်းတစ်ခမ်းမှမပါပါဘူးဒါကလည်း Asian ရဲ့စိတ်တိုင်းကြပါပဲဒီဘက်မှာဆိုရင်တော့ kitchen dining area ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီ kitchen လေးဆိုရင်လည်း Asian မရဲ့ဒါစိတ်ကူးတွေကနေပြီးတော့တကယ်ကိုကြဲကြဲဝင်းဝင်းနဲ့ချက်ပြုတ်လို့ရတဲ့ kitchen counter အနေထားလေးကိုပုံဖော်ပေးထားတာဖြစ်ပါတယ်ရှင်ဒီဘက်မှာဆိုရင်တော့ဒါကရေခဲတက်တာထားမဲ့နေရာပေါ့နော်ရေခဲတက်တာနဲ့ထမင်းစားစပွဲနဲ့ကိုတဒန်းနဲ့ထားဖို့အတွက်နေရာလေးရထားပေးတာဖြစ်ပါတယ်ဒီဘက်ချမ်းကတော့ဒါဒီနေရာလေးဆိုရင်ဒါအဝတ်လျှော်ဆက်ထားဖို့အတွက်ပေါ့နော်အဝတ်လျှော်ဆက်ထားဖို့အတွက်ရေစင်းပိုက်တွေကိုပါတခါတည်းဆောင်ရွက်ပေးထားပြီးတော့ဒီဘက်မှာဆိုရင်တော့ command bed and WC ဖြစ်ပါတယ်ရှင်ဒါလေးကတော့ command bed and WC အနေထားလေးပါရှင်ဒီဆောင်လေးမှာအရန်ကိုစိတ်တိုင်းကြရတဲ့နေရာလေးကတော့ဒီလှေကားလေးပေါ့နော်လှေကားလေးဆိုရင်လည်းဒါနေရာအများကြီးမယူဘဲနဲ့ဒီအပေါ်3ချက်စလုံးကိုခိုင်ခန့် RC လှေကားနဲ့တခါတည်းဒီဇိုင်းရေးဆွဲပြီးတော့ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်လှေကားလက်ရန်လေးကိုလည်းဒါ modern ပေါ့နော် hollow လက်ရန်အနေနဲ့ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်ဒီအလှဆင်ပေးထားတဲ့ wall lamp လေးတွေကတော့ဒီလှေကားလေးရဲ့အလှကိုပို့ပြီးတော့အသက်ဝင်သွားအောင်လို့လှပနေရအောင်မြင်တွေ့ရမှာဖြစ်ပါတယ်လှေကားရဲ့အကျော်အနင်းတွေဆိုရင်လည်းတကယ်ကိုမမောမပန်းနဲ့တက်တောင့်တက်တာတက်လို့ရအောင်ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်ရှင်အခုပထမတက်ကိုရောက်လာပြီဆိုတာနဲ့တကယ်ကိုအမောပြေပေါ့နော်ဒီအိမ်ရဲ့စက်သေးဆောင်ဖျားကြောက်ဆောင်နေရာလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့ဖျားကန်းနေထားပေါ့နော်ဒီလေးမှာဆိုရင်တော့အခန်းပွဲအနေထားနဲ့ဒါ master bedroom နှစ်ခန်းပါပါတယ်ဒီအလဲမှာတော့ဒါဖျားခန်းအနေထားဖြစ်ပြီးတော့ဒီဘက်မှာတစ်ဖက်တစ်ချက်စီမှာဆိုရင်တော့ master bedroom 1နဲ့2နဲ့ပါအဲဆိုရင် master bedroom လေးတွေကိုအရင်လေ့လာကြည့်ရအောင်ပါရှင်ဒီဘက်မျက်နှာစာဘက် master bedroom အခန်းလေးကအခုမြင်တွေ့ရတဲ့အတိုင်းပဲခြေဝန်းနဲ့ဒါ master bedroom အခန်းရဲ့sitting plan နေရာအနေထားလေးကိုမြင်တွေ့ရမှာပါပရင်းပေါက်တွေဆိုရင်လည်းဒါတကယ်ကို lighting ကောင်းကောင်းနဲ့ safety အတွက်တန်မန်းတွေပါတက်ပေးထားပါတယ်ဒီလေးမှာအရန်သဘောကျရတာကတော့ဒီဝရန်တာလေးပေါ့နော်အိတ်ခမ်းတိုင်းမှာဒါဝရန်တာလေးပါပါတယ်ဒါဆိုရင်တော့ဒါအရှိမျက်နှာစာကတွေ့ရတဲ့ဝရန်တာအနေထားလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့နောက်က master bedroom နောက်တစ်ခန်းကိုလေ့လာကြည့်အောင်ပါရှင်အခန်းတကားတွေကိုလည်းဒါ quality ကောင်းတဲ့ steel door တွေနဲ့တကယ်ကိုခန့်တက်ဆင်ပေးထားဖြစ်ပါတယ်ဒီခန်းမှာဆိုရင်လည်းဒီ master bedroom အခန်းအကျယ်ကတကယ်ကိုဒီ2ယောက်အိတ်အပြင်ကိုဘီရိုတွေပန်တင်ကုန်တွေထားဖို့အတွက်ပါကျယ်ဝန်းတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီဘက်ကနောက်ထပ် master bedroom အခန်းရဲ့ bed and WC နေထားပါအခင်းကြွေပြားနဲ့နံရံကြွေပြားတွေကိုလည်းဒါ Asian စိတ်ကြိုက်ဒီဇိုင်းရွေးဆယ်ထားတဲ့ဒီ grey color နဲ့ပေါ့နော်ဒီအိမ်လုံးမှာအဖြူရောင်တဲ့ grey color နှစ်ခုကို match ဖြစ်အောင်ပေါ့နော်အများနဲ့သုံးဆွဲထားတာဖြစ်ပါတယ်ဒီဘက်မှာဆိုရင်လည်းဘိုးတိုင်းနဲ့ basin နဲ့ shower တွေကစ Asian စိတ်တိုင်းကြောက်သူရွေးချယ်ပြီးတော့တက်ဆင်ထားတာဖြစ်ပါတယ်ရှင်ဒါလေးကတော့ပထမတက်နေထားလေးပေါ့နော်ပထမတက်မှာဆိုရင်ဒါအပေါ်တက်လာပြီဆိုရင်ဖျားကန်တစ်ဖက်တစ်ချက်စီမှာ master bedroom နှစ်ခန်းပြင်နောက်ထပ်တစ်လောမှာရောဘာတွေရှိမလဲအတူလိုက်ကြည့်ပါအောင်နော်လေကားလေးကတကယ်ကိုပြပြကြဲဝန်းဝန်းဖြစ်တဲ့အတွက်အရန်ကိုတက်တောင့်တက်တာနဲ့ဒါအပေါ်တက်ကိုရောက်လာပါပြီ
အခုအပေါ်ရောက်လာပြီဆိုရင်လည်းဒီနေရာလေးကတော့ဒါ living room ဖြစ်လဲအသုံးပြုနိုင်တယ်လို့ family space တွေပေါ့နော် family space လေးဖြစ်တဲ့အတွက် TV ပဲကြည့်ကြည့်ဒါကလေးတွေကစားဖို့ပဲဖြစ်ဖြစ်ဒီနေရာလေးဆိုရင်လည်း living area ရှိပါတယ်သူ့ရဲ့ structure ကတော့ floor plan ကထုံးစံတိုင်းပဲ master bedroom နောက်ထပ်2ခန်းပါပါတယ်အဲ့တော့ဒီရှိရ master bedroom လေးကိုနောက်တစ်ခေါက်ထပ်ကြည့်ရအောင်ပါရှင်အခုဒီမှာဆိုရင်လည်းဒီ master bedroom ခန်းမှာဒီ green sitting plan နေနဲ့ green နေရာချပြီးရတော့မှဒီဘက်မှာဆိုရင်ဒါစာကြည့်စပွဲပဲထားအလုပ်စပွဲပဲထားကျယ်ဝန်းတဲ့ spacing area ကိုမြင်တွေ့ရမှာပါဒီကနေဆိုရင်လည်းဒါရှုခင်းကြည့်ဖို့ပေါ့နော်ဗရေမောက်အကျယ်ကြီးတွေကိုဆောင်ရွက်ပေးထားတာဖြစ်ပါတယ်ဒီလေးရဲ့အားသာချက်ကတော့ဒါအခန်းတိုင်းမှာအခန်းတိုင်းအတွက်ပေါ့နော်ဝရန်တာလေးတွေထုတ်ပေးထားတာဖြစ်ပါတယ်ဒါဆိုရင်လည်းဒါဒီခုနကတော့မျက်နှာစာကနေအမြင်တွေ့ရတဲ့ဝရန်တာအနေထားလေးဖြစ်ပါတယ်ရှင်ဒါဆိုရင်အိတ်ခန်းတစ်ခန်းအတွက်လိုအပ်ချက်တွေအားလုံးပြည့်စုံတဲ့ဒီ master bedroom လေးတွေစိတ်ကျေနပ်စရာဖြစ်မှာပါဒါလေးကတော့နောက်ဖက်အခန်းပေါ့နော်နောက်ထပ် master bedroom နောက်အခန်းမှာmaster bedroom ခန်းနေရဲ့ master bedroom အခန်းတိုင်းမှာကဝရန်တာလေးတွေတစ်ခုစီပါပါတယ်ဒီနောက်ဘက်ကဝရန်တာဆိုလဲဒါအဝတ်လှမ်းမှုအတွက်ပေါ့နော်နောက်ဘက်ဝရန်တာလေးကပိုကျယ်ပါတယ်ဒါဆိုရင်ဒါအဝတ်လှမ်းမှုအတွက်အသုံးပြုနိုင်တဲ့နောက်ဘက်ဝရန်တာလေးဖြစ်ပါတယ်ဒီဘက်ကတော့ master bedroom ရဲ့ထုံးစံတိုင်းပဲ bed and WC လေးပါတပုံစံနဲ့ဆောင်ရွက်ပေးထားဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်အခုဆိုရင်ပထမတက်ဒုတိယတက်ပြီးသွားတော့ဟိုးအပေါ်ဆုံးမှာပါရှိလဲဆိုရင်ဟိုးအပေါ်ဆုံးမှာအရန်ကိုရှုခင်းလှပြီးတော့ကျယ်ဝန်းတဲ့ rooflet လေးရှိပါတယ်ဒီအိမ်ရှင်တွေရဲ့ပေါ့နော်စိတ်ကူးတွေကအတိုင်းပုံဖော်ပေးထားတဲ့ rooflet area လေးကိုအတူတူခေါ်သွားပါမယ်ဒီရန်ကုန်မှာပေါ့နော်အများအားဖြင့်ကဒီ2ထပ်ခွဲ3ထပ်အဲ့လိုစောက်တဲ့အချိန်မှာရိုးအမိုးရမလား rooflet မိုးရမလားဆိုပြီးတော့ action နေနဲ့ဒါတချို့ဆိုရင်ဝေခွဲမရဖြစ်ကြတယ်ပေါ့နော်အဲ့တော့ rooflet နဲ့စောက်ချင်တဲ့ action တွေအတွက်ဆိုရင်တော့ဒီအိမ်လေးက idea အသစ်တစ်ခုကိုရတာအသစ်တစ်ခုပေးဆွဲနိုင်မယ်လို့ယုံကြည်ပါတယ်အခုဆိုရင်ထွက်ချင်းအနေထားမှာပဲမိုးရွာတဲ့အချိန်မှာလည်းဒါနားယူလို့ရအောင်ဆိုပြီးတော့အပေါ်မှာ roof salad လေးနဲ့ထပ်ပြီးတော့စောင့်ရပေးထားတာဖြစ်ပါတယ်အမိုးရကနေထွက်လိုက်မယ်ဆိုရင်တော့ဒီဘက်မှာဆိုရင်ဒါ overhead tank ရဲ့ steel basin လေးတစ်ခုပါ Asian လိုအပ်ချက်ရတက်ပေးထားဖြစ်ပါတယ်အခုဆိုဒီအရန်ကိုလှပတဲ့ view ကြီးပေါ့နော်ဟိုမှာဆိုရင်ဒီကနေဖျားလန့်ဖူးလို့လည်းရပါတယ်အဲ့တော့ဒီအပေါ်ဆုံးတက်ကအရန်ကိုလှတာဖြစ်တဲ့အတွက်တချို့ Asian နေနဲ့အပေါ်ဆုံးတက်ကို rooflet ဆောက်ရမလားမဆောက်ရဘူးလားဝေခွဲနေတဲ့ action တွေဆိုရင်တော့ဒီ20-60မှာဆိုရင်တော့ rooflet လေးနဲ့ဆောက်မယ်ဆိုရင်ဒီလိုမျိုးကျယ်ဝန်းလှပတဲ့ area spacing လေးမှာအရန်ကိုစိတ်တိုက်ကြမှာဖြစ်ပါတယ်ဒါဆိုအပေါ်ဆုံးထက်ရောက်တာဖြစ်တဲ့အတွက်အမောကိုပြည်သွားတာပဲပေါ့နော်ဒါလေးကတော့အပေါ်ဆုံး rooflet အနေထားလေးဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဒီအိမ်လေးကဒါဒီအိမ်လေးရဲ့အကြောင်းလေးတွေကိုစိတ်ဝင်စားနေမယ်လို့ထင်ပါတယ်ဒီအိမ်လေးကိုတော့ချမ်းကျဲပေ40-60မှာဒီဆောက်ထားတာပါတကယ်လို့ကိုယ့်ရဲ့မြေကွက်ကပေ20-60ဆိုရင်လည်းဒီဆောက်လေးကိုဆောက်လို့ရပါတယ်ဘာကြောင့်လဲဆိုတော့ဒီဆောက်လေးကမျက်နှာစာ18ပေနောက်ဘက်ကို42ပေဖြစ်ပြီးတော့ square feet အပြင်ဆိုရင်တော့ square feet 3000ဝန်းကျင်ရှိနေတာဖြစ်ပါတယ်အဲ့တော့ဒီအိမ်လေးကိုGreat Future ရဲ့ architect ကနေပြီးတော့ကိုပိုင်ဒီဇိုင်းရေးဆွဲပြီးတော့ကိုပိုင်လေးပါဖွဲ့နဲ့ဒါပုံဖော်ပေးခဲ့တာဖြစ်ပါတယ်။လုံးစီဆောက်ခြင်းနဲ့မိဟောင်းမသစ်တွေအနေနဲ့ Great Future page လေးကို like and follow လုပ်ထားခြင်းအပြင်ဒီမိမိရဲ့စိတ်ကူးအိမ်မက်ထဲကလုံးကျအိမ်လေးတွေကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ဖို့အတွက်ဆန္ဒပြုပေးပါတယ်။ Great Future နဲ့ဆက်သွယ်ခြင်းတော့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေက3992668556 3992668556တို့ကိုရုံးချိန်တွင်မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်။နေဝေးရောက်နေရပဲဖြစ်ဖြစ်နိုင်ငံရဲ့ခြားကပဲဖြစ်ဖြစ် Great Future နဲ့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့3992668556ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။တကယ်လို့ရုံးကိုလာရောက်ပြီးတော့ဆွေးနွေးဖို့အချိန်မပေးနိုင်ဘူးဆိုရင်တော့မှ Great Future နဲ့အိမ်ဆောက်ခြင်းနဲ့ဆိုရင်ပထမဦးဆုံးအနေနဲ့
zone appointment နဲ့လည်းဆွေးနွေးနိုင်ပါပြီရှင်အဲ့တော့လုံးချင်းဆောက်ချင်တဲ့မိဟောင်းမိတ်သက်တွေကိုအမြဲတမ်းနှွေးထွေးလိုက်လဲဆိုတာကြိုးဆိုနေပါတယ် Great Future အနေနဲ့ရန်ကုန်နဲ့နေပြည်တော်နဲ့နေရာမှာလုံးချင်းလေးတွေကိုစောက်ပေးနေရဖြစ်ပါတယ်ရန်ကုန်ရုံချုပ်ရဲ့လိပ်စာကတော့အမှတ်818ဦးကျင်ဦးလန်32ရက်ကွက်မြောက်တကုံဖြစ်ပါတယ်ရှင်နေပြည်တော်ရုံချုပ်ရဲ့လိပ်စာကတော့ရုံးအမှတ်14အစစ်မြင့်စေပုပ္ပသီရိမင်္ဂလာဒီပရက်ကွက်ဖြစ်ပါတယ်ရှင်လုံးချင်းအိမ်ဆောက်ချင်တဲ့မိဟောင်းမိတ်သက်တွေကိုနှွေးထွေးလိုက်လဲဆိုတာကြိုးဆိုရင်းနဲ့လုံးချင်းအိမ်လေးစောက်ကြဖို့ Great Future နဲ့ဆက်သွယ်စို့